Hello bro တားရဲ့ fan တွေဒီနေ့ကတော့တားဒီလို fake Pokemon ကတွေမှာအဲ့လို Rainbow Star လေးတွေတွေ့လားအဲ့ရဘယ်ရလာလဲဆိုတားပြမယ် Okay အခုဒီလိုလေးလေဖြည်းလိုက်ဆိုရင်လေအဲ့မှာဒီလိုလေးထွက်လာလိုက်မယ်ကြည့်ဒီလိုလေး plastic လေးထွက်လာလိုက်မယ်အဲ့လို plastic လေး bro လို့တွေ့တယ်မလားတိတ်ချပြဒီမှာ plastic လေးထွက်လာတယ်နော်အဲ့ plastic လေးကိုခွာလိုက်အဲ့ plastic လေးကိုခွာလိုက်ဖြတ်အဲ့ plastic လေးကိုဒီလိုခွာလိုက်ခတ်တယ်ခွာလို့တော့ဒါမဲ့လွယ်တယ်ခတ်တော့ခတ်တယ်နည်းနည်းခွာပြီးကြည့်ခွာလိုက်ပြီstar လေးတွေတွေ့ရလေလားမတွေ့ရတော့ဘူးမလားကြည့်ဒီမှာ star တွေရှိတယ်လေအဲ့ရကျွန်တော် star တွေကဒီ plastic ကလာတာဘလို့လို့တိပြီးသွားမှလားအခုဒီမှာ star တွေမရှိတော့ဘူးကွာကြည့်ပြီးတော့ plastic တွေလည်းမရှိဘူးပြီးတော့ကတ်ဝိုင်းကွာဒီအိုင်းနဲ့လှုပ်လိုက်တော့ကတ်လဲကတ်ဝိုင်း star တွေကဒီအိုင်းလာတာဘလို့လို့ကြည့်လိုက် star တွေကဒီအိုင်းလာတာနော်အဲ့ဆိုတော့တဒီနေ့ဒီဟာလေးတွေပြောပြီးပြီးသွားပြီဆိုတော့ bye bye